ညရတာရင်ချိတ်တယ်လေးကို Hello ဒီခေါက်မှာတော့ချစ်ရတဲ့မကြောင်နဲ့ဒီနေ့ကောင်ပွဲလေးတွေတက်ပြီးတော့ရှောက်သွားရှောက်ဆိုင်နဲ့ပြောစရာပေါ့နော်အမှတ်ရစရာအဲ့လိုမျိုး memory တစ်ခုဖြစ်ခဲ့တဲ့ဟာလေးကို vlog လေးကိုတင်ချင်ပါတယ်အိမ်မီကတိတ်နေလဲအရန်လာတယ်နေလဲတာတော့ပေါ့နော်နေလာပဲရှိသေးတာ哦ကျမတို့ဝင်းကြီးမြောင်းထဲမှာလှုပ်တဲ့ပွဲလေးကိုသွားတာပါဒါတော့အမေများနေ့အတွက်လှုပ်တဲ့ပွဲလေးပေါ့နော်လှုပ်တာတော့ Red Dance ဆိုတဲ့ group လေးကလှုပ်တာပါ group မှာ founder နဲ့ကကျမနဲ့ကခင်တာအရန်ကြပြီဆိုတော့လေအဲ့မှာကျတော့ဘယ်ပွဲပဲဖြစ်ဖြစ်ဖိတ်ပြီးရပေါ့နော်ဖိတ်တော့အဲ့လိုပွဲလေးတွေသွားရတယ်သွားတော့ကိုလည်းအများကြီးဒီပညာတိုးတယ်ပေါ့နော်ဆိုတော့ဒီနေ့ကအမေများကြီးလို့ပြောတဲ့အတွက်ကြောင့်လေပေါ့နော်အမေများကြီးနဲ့ပတ်သက်တဲ့ဝဲလေးလို့တော့ပြောထားတယ်ဒါပေမဲ့အခုအရင်ဆုံးအနေနဲ့ကိုယ့်ရဲ့ပေါ့နော်ဘဝကိုဒီစိတ်သက်သာနေခြင်းကိုလိုအပ်နေတဲ့အချိန်မှာပေါ့နော်ကိုယ့်ရဲ့ဒေတာမှာအများကြီးရှိနေတဲ့လူတွေကြောင့်ပေါ့နော်ဒီပွဲလေးကကြတော့အဲ့လိုပေါ့နော်ကိုကအမေကိုမပြောပြတဲ့စကားတွေအမေနဲ့ကိုနဲ့ကြားမှာရှိရအမှတ်တရတွေညာတော့အဖြစ်ဒီမှာ feeling တွေဆို express မလုပ်ကြဘူးမလားအဲ့လိုပေါ့နော်မပြောပြတဲ့စကားလေးတွေအမှတ်တရလေးတွေပါရှိရလဲအဲ့လိုပေါ့ပြောချင်နေတဲ့စကားတွေခိုင်လေကြရင်လည်းအတန်းရတွေရှိမှာပေါ့ကွယ်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးစိတ်ကြည်နူးစရာကိုပြန်ပြီးတော့ reflect လုပ်ဖြစ်တဲ့လုပ်ဖြစ်လိုက်တဲ့ပွဲလေးပေါ့နော်ပြီးတော့ဒီပွဲမှာဆိုလို့ရှိရင်လည်းအများကြီးအဲ့လိုအတူယူစရာကောင်းတဲ့အရန် inspire ဖြစ်ရတယ်အရန်နှွေးထွေးပြီးတော့လို့အောင်မြင်ကြတယ်လှကြတယ်အဲ့လိုမျိုးသမီးတွေနဲ့အမတွေနဲ့ပေါ့နော်အညီမတွေနဲ့အများကြီးတွေ့ရတဲ့အတွက်အရန်ကောင်းပါတယ်အဲ့ပွဲလေးကိုတက်ပြီးတော့ကျမတို့သွားတဲ့အမနဲ့တူတူပြီးတော့ဘိုက်စာကြတာပေါ့ညနေကျတော့စိန်ကျွန်း city mall ရောက်သွားပါတယ်ရောက်ပြီးတော့ကျမတို့ဘိုက်ဖြစ်ရပါတော့စားတော့ဘာကပေါ့ဘာညာကယ်လိုရီများတယ်ဘာညာဆိုပြီးလို့ရှောက်ပြောနေတာစားတောက်ပြီးတော့ကျမတို့အဲ့လိုပဲဟိုတီတီရှောက်ကြည့်ကြတာပေါ့နော်ပူစီပွားစီလေးကြည့်မယ်ဟိုဟာလေးတွေလိုရဒီဟာလေးလိုရဆိုပြီးတော့အဲ့မှာအဲ့လိုပဲ click ကလေးလိုချင်တာနဲ့မီနီဆိုမှာဆက်စချင်းက clock click လေးဝယ်တယ်ဒီသေးလေးကိုဒီကဘယ်လိုခင်းထားတဲ့ဆိုင်ဟုတ်တယ် promotion area မှာခင်းထားရဟာဒီသေးလေးကို2000နဲ့ဟိုမှာ4900ဆိုပြောပြီးဝယ်အခုမှ click လေးတွေကပို့လှတယ်ဒီလားအဲ့လိုကလစ်ကလေးတွေချစ်စရာလေးတွေရှောက်ကြည့်ရတာကြိုက်တာပေါ့နော်အဲ့အင်နာချိုင်းလေးပေါ့ကွယ်အင်နာချိုင်းလေးကအဲ့လိုဟာလေးတွေသဘောကျရတော့အခုကျွယ်ထိအဲ့ဒါတွေသဘောကျနေတော့အဲ့လိုမျိုးဝယ်ပြီးရင်ပြင်တက်ဖြစ်တာလည်းမဟုတ်ဘူးဒါပေမဲ့အဲ့လိုရှောက်ဝယ်ကြည့်ရပေါ့နော်ဒီမှာ fit ချက်လေးတစ်ဖြတ်ယူချင်တယ်အဲ့လိုညှိရတာရင်ကြိုက်တယ်ဟုတ်တယ်ဈေးလည်းမရေးထားရောအဲ့ဒါလေးကြိုက်တာသူကဈေးမရေးထားတော့ကျမလည်းဖလာပဲကြိတ်ပြီးလက်ကညှစ်ခဲ့လိုက်တယ်အကီချင်းလေးလည်းချစ်စရာလေးတွေဒါပေမဲ့အကီချင်းလေးတော့မဝယ်ဖြစ်ခဲ့ပါဘူးအဲ coffee cup တွေဆိုလည်းတအားကြိုက်တယ်တိလား coffee cup လှလှလေးနဲ့တောက်ရတာသဘောကျတယ်အဲ့ဒါနဲ့ပဲဒီနေ့ကုန်သွားပါတယ်ခု vlog ကတော့ဒီလောက်ပါပဲတက်တာ